အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်အိမ်မှာမွေးထားတဲ့အကြောင်းလေးတွေရဲ့အကြောင်းကိုကျွန်တော်လာပြောပြတာပေါ့နော်အကြောင်းလေးတွေရဲ့နမိတ်ဖတ်တာပေါ့နော်ဘာလို့ရင်ဘာဖြစ်လဲဆိုတာကိုချိုးတွေကသိတဲ့လူရှိသလိုမသိတဲ့လူရှိတာပေါ့နော်ဒါပေမဲ့မသိတဲ့လူကများမယ်လို့ကျွန်တော်ထင်တယ်အဲအကြောင်းကိုကျွန်တော်ဒီမှာလာပြီးတော့မသိတဲ့လူတွေသိသွားကျွန်တော်လာပြန်ပြီးတော့မျှဝေတာပေါ့နော်ဒီနေ့မှာတော့အိမ်မှာမွေးထားတဲ့အကြောင်းတွေကဘာလို့ရင်ဘာနမိတ်ဖြစ်တယ်လဲဆိုတာအတိအကျပြောပြပေးသွားမှာဖြစ်ပါတယ်နော်အိမ်မှာမွေးထားတဲ့အကြောင်းဟာတဲ့တချို့အချိန်တွေမှာအိမ်ရဲ့အစွမ်းအင်နဲ့နမိတ်တွေကိုကြိုးပြနေတတ်ပါတယ်နော်ကြောင်ကညဘက်អော်နေတယ်ဆိုရင်အိမ်မှာစိတ်ရှုပ်စရာကိစ္စတစ်ခုဝင်လာတတ်ပါတယ်နော်ကြောင်ညဘက်អော်ရင်မကောင်းဘူးပေါ့နော်ကြောင်ကအိမ်ရှိတကားကိုအမြဲကြည့်နေတယ်ဆိုရင်အဲ့ဒါလာတတ်ပါတယ်နော်ကြောင်ကလူတယောက်နာမခွာပဲကတ်နေရင်အဲ့ဒီလူမှာစိတ်ဖိစီးမှုများနေတတ်ပါတယ်နော်ကြောင်ကအိမ်ထဲဟိုပြေးဒီပြေးလောက်နေတယ်ဆိုရင်အိမ်ရဲ့စွမ်းအင်မတည်ငြိမ်တာဖြစ်တတ်ပါတယ်နော်ကြောင်ကကိုးပေါ်လာအိတ်တက်ရင်လည်းကံကောင်းခြင်းဝင်လာတတ်ပါတယ်နော်ကြောင်ကကိုးပေါ်လာအိမ်တော့ကောင်းတယ်နော်ကြောင်ကအိမ်ထဲကနေထွက်ပြေးသွားရင်အိမ်မှာအပြောင်းလဲကြီးတစ်ခုဖြစ်တတ်ပါတယ်နော်ကြောင်ကတနေရာတဲကိုအကြာကြီးစိုက်ကြည့်နေတယ်ဆိုရင်မမြင်ရတဲ့စွမ်းရည်တချို့ရှိနေတတ်ပါတယ်နော်ကြောင်ကမနက်စောစောမျက်နှာလာပွင့်ရင်မျက်နှာကိုလာပွင့်ရင်ပေါ့နော်တနေ့တာကံကောင်းဖို့နမိတ်ကောင်းဖြစ်ပါတယ်နော်ကြောင်ကမနက်စောစောမျက်နှာလာပွင့်ရင်တနေ့တာကံကောင်းဖို့နမိတ်ဖြစ်ပါတယ်နော်ကောင်းတယ်နော်မျက်နှာလာပွင့်ကြောင်ကအစာမစားပဲငြိမ်နေတယ်ဆိုရင်အိမ်မှာစိတ်ပူစရာကိစ္စဝင်လာတတ်ပါတယ်နော်ကြောင်ကအစာမစားပဲနဲ့ငြိမ်နေရင်တော့မကောင်းဘူးနော်အိမ်မှာစိတ်ပူစရာကိစ္စဝင်လာတတ်ပါတယ်ကြောင်ကအဲ့ရပေါ်လာအိတ်တက်ရင်နဲ့ပိုင်ရှင်ကိုတန်ရောစအရန်ရှိတာဖြစ်ပါတယ်ကြောင်ကရုတ်တရက်ဒေါ်ရထွက်နေတယ်ဆိုရင်အနီးနားမှာမကောင်းတဲ့စွမ်းအင်ရှိနေတတ်ပါတယ်နော်ကြောင်ကအိမ်ရှိမှလှဲအိတ်နေတယ်ဆိုရင်အိမ်ကိုမကောင်းတာတွေမဝင်အောင်ကာကွယ်ပေးနေတဲ့နမိတ်ဖြစ်ပါတယ်နော်ကြောင်ကအိမ်ရှိမှလှဲအိတ်နေတယ်ဆိုရင်ပေါ့နော်ဒါကြောင့်အိမ်မှာကြောင်မွေးထားတဲ့လူတွေဟာကြောင်ရဲ့အပြုမှုတွေကိုတေချာဂရုစိုက်သင့်ပါတယ်နော်တချို့နမိတ်တွေဟာဘဝမှာမဖြစ်ခင်ကြိုးပြနေတတ်ပါတယ်တဲ့နော်တင်ကရောအိမ်မှာမွေးထားတဲ့ကြောင်ကဘယ်လိုအပြုမှုမျိုးလုပ်ဘူးလဲဆိုတာပုံမှန်မှာပြောပြခဲ့ပါဦးနော်အဲ့တော့ကျွန်တော်တို့မတည်တင်တာတွေလည်းသိသွားပြီပေါ့နော်ကျွန်တော်တို့ကြောင်နဲ့ပတ်သက်တာတွေပေါ့နော်